ရင်အုပ်ပိုင်းနဲ့ပတ်သက်ပြီးတော့တိထားရမယ့်အတိတွေနဲ့သူ့ရဲ့ရေးဆွဲတဲ့အခါမှာအသုံးပြုရမယ့်အချိုးအစားတွေပေါ့နော်ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ပိုင်းအနေနဲ့ပေါ့အဲ့ဒီရင်အုပ်ပိုင်းကအပေါ်နဲ့အောက်ကိုချိတ်ဆက်ပေးတဲ့အာနိသင်ရှိရပေါ့နော်အဲ့ဒါကြောင့်မို့လို့ပေါ့နော်သူ့ရဲ့အဲ့လိုမျိုးနီးဝေးမြင်ချင်းစနစ်သူ့ရဲ့ perspective သဘောတရားပေါ့နော်သူ့ကိုရှုထောင့်အမျိုးမျိုးကနေကြီးတဲ့အခါမှာအဲ့လိုမျိုးကိုမြင်ရတဲ့ရှုထောင့်အမျိုးမျိုးကိုဆွဲတဲ့ဘဝအရေးကြီးရပေါ့နော်ဒီအပိုင်းမှာတော့အဲ့ဒီရင်အုပ်ပိုင်းနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အချိုးအစားအသေးစိတ်ကိုရှင်းပြမှာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့အမှန်တကယ်လက်တွေ့ဘဝမှာတော့ပေါ့နော်လူတစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အတွက်ကြောင့်မို့လို့အမှန်တကယ်တွေ့ရတဲ့ဒီရင်အုပ်ပိုင်းကတော့မတူနိုင်ဘူးနော်ဒါပေမဲ့ဒီမှာကျတော့သူကနမူနာဆန်ကိုတော့ပြောပြမှာပေါ့နော်ဒါပေမဲ့အပြင်လက်တွေ့ဘဝမှာကျတော့ကိုဆွဲမဲ့လူရဲ့အဝအပိန်အရှိအဖို့ပမာမူတည်ပြီးတော့မှပြောင်းလဲတင်ပြောင်းလဲပြီးတော့ချိန်ညှိပြီးတော့သုံးဆွဲရမယ်ပေါ့နော်ရင်အုပ်ပိုင်းရဲ့အခြေခံချိုးစားရင်အုပ်ပိုင်းရဲ့အရှိကနေကြည့်မယ်ဆိုရင်သူကဘဲဥပုံနဲ့တူတယ်ပေါ့နော်အဲ့ဒီရင်အုပ်ကိုဘေးတိုက်ကနေကြည့်မယ်ဆိုရင်အရှိတဲတဲရဲ့တချမ်းစာလောက်ပဲရှိတယ်တဲ့အဲ့ဒါကြောင့်မလို့လားဆိုတော့ရင်အုပ်ကိုဆွဲတော့မယ်ဆိုရင်ဘေးတိုက်အမြင်ကဒီလိုချင်းချင်းလေးပေါ့အရှိတဲတဲအမြင်ကဒီလိုမျိုးဘေးတိုက်ရဲ့နှစားလောက်ရှိတယ်ပေါ့နော်အောက်ပါပုံကနေကြည့်ချင်းအပြင်ပေါ့နော်အကယ်လို့အဲ့ဒီရင်အုပ်ရဲ့အမြင့်ကပေါ့နော်30လောက်ရှိမယ်ဆိုရင်သူ့ရဲ့အခြေကတော့10လောက်ရှိမယ်ပေါ့နော်အဲ့တော့ဆရာမတို့သိပြီပေါ့ရင်အုပ်ကိုအရှိတဲတဲကနေဆွဲမယ်ဆိုရင်သူ့ရဲ့ဒီအခြေက10လောက်ရှိမယ်ဆိုရင်သူ့ရဲ့ဒီအမြင့်ကနည်းနည်းလေး30လောက်ရှိမယ်နည်းနည်းလေးပိုရှည်ရမယ်ပေါ့နော်အပေါ်ပိုင်းလေပြင်းနဲ့ချိတ်ဆက်တဲ့နေရာရဲ့အခြေကတော့4လောက်ရှိတယ်ပေါ့နော်ဒီကနေဒီထီက10လောက်ရှိရဆိုရင်အဲ့ဒီလေပြင်းကသူ့ရဲ့တဝက်လောက်ရှိရပေါ့နော်အဲ့ဆိုတော့ဒီကနေဒီထီကသူ့ရဲ့လေပြင်းလောက်ရှိတယ်ပေါ့နော်အဲ့ဆို4ပုံပုံနေဆိုရင်2ပုံစာတော့ကလေပြင်းရဲ့အခြေပေါ့နော်သူ့ရဲ့ဒီဆောင်းလေးပေါ့နော်အဆောင်းလေးကတော့ခန့်မှန်းခြေ45ဒီဂရီရှိတယ်ပေါ့နော်ရင်ညွန့်ရိုးရဲ့အရှည်ရပေါ့ခန့်မှန်းခြေ9လောက်ရှိရပေါ့နော်အဲ့ဆိုခုနတော့ကဒီနေ့လေးမှာ8အဲ့ဆိုတော့ဒီနေ့လေးက30ပေါ့နော်ပြက်ခါကျတော့သူ့ရဲ့လေပြင်းကကျတော့သူ့ရဲ့4ပုံ2ပုံကလေပြင်းပေါ့သူ့ရဲ့ဒီအဆောင်းလေးကကျတော့45ဒီဂရီပေါ့နော်ပြက်ခါကျတော့သူ့ရဲ့ဒီရင်ညွန့်ရိုးက9လောက်ရှိမယ်ပေါ့နော်ဒီကနေဒီထီက30ဆိုရင်ရင်ညွန့်ရိုးကသူ့ရဲ့တဝက်လောက်ရှိမယ်ပေါ့တဝက်စာလောက်ရှိမယ်ပေါ့နော်အရှိကနေအမြင်ကဘေးတိုက်အမြင်ရဲ့2ဆလောက်ရှိတယ်ဆိုတာကိုသိရတယ်ဒုတိယတစ်ချက်အနေနဲ့ကသူ့ရဲ့ဒီအနံက8ဆိုရင်သူ့ရဲ့အလျားက30လောက်ရှိတယ်ဆိုတာကိုသိရတယ်အနံက8ဆိုရင်သူ့ရဲ့အမြင့်က30လောက်ရှိတယ်ပေါ့နော်30လောက်ရှိတယ်ပြက်ခါကျတော့သူ့ရဲ့ဒီလေပြင်းကပေါ့နော်အဲ့ဒီအနံတစ်ခုလုံးရဲ့တဝက်လောက်ရှိတယ်ပေါ့နော်4ပုံ2ပုံလောက်ရှိတယ်ပေါ့ပြက်ခါကျတော့သူ့ရဲ့ဒီရင်ညွန့်ရိုးရဲ့အမြင့်က9လောက်ရှိတယ်ပေါ့တကယ်လို့သူ့ရဲ့အမြင့်က30ဆိုရင်သူ့ရဲ့ရင်ညွန့်ရိုးက9လောက်ရှိတယ်ပေါ့နော်ပြီးတော့ဒီ3ကလေဒီကနေဒီထီကိုပြောချင်တာလားအဲ့ဒါသိနေမလဲအဲ့ဒါခဏချိန်ခင်းမယ်နော်သူ့ရဲ့ဒီလေပင်ဆောင်းတာက45ဒီဂရီပေါ့အဲ့ဆိုဒီချက်တွေကိုတီးပြီးဆိုရင်ဆရာမတို့ကခန့်မှန်းချေရင်အုပ်ကိုဆွဲလို့ရပြီပေါ့နော်ပထမဆုံးအနံက8အရှိအနံနဲ့အနံက8တရလောက်ဆိုရင်သူကစတုရန်ပေါ့နော်ဒါလည်း8အဲ့ဒါနည်းနည်းတိုးလိုက်ရင်သူက30ဖြစ်တော့မှာပေါ့နော်ပြက်ခါသူ့ရဲ့ဒီလေပင်ပိုင်းကကြတော့သူ့ရဲ့တဝက်လောက်ရှိတယ်ဆိုတော့ဒီလောက်ဖြစ်ရမှာပေါ့နော်ဒါပေမဲ့အလေကိုရွှေ့လိုက်တဲ့ခါမှာဆိုရင်တော့ဒီလောက်ဖြစ်မယ်ပေါ့နော်လေပင်ကကြတော့ဒီနေရာမှာရှိမယ်ပေါ့နော်ပြီးရခါကျတော့သူ့ရဲ့ရင်ညွန့်ရိုးကကြတော့အဲ့ဒီ30ရဲ့တဝက်လောက်ရှိမယ်ပေါ့ရင်ညွန့်ရိုးကဒီလောက်ရှိမယ်ပေါ့နော်ပြီးရခါကျတော့သူ့ရဲ့ဒီဘေးတိုက်ကိုဆွဲမယ်ဆိုရင်သူ့ရဲ့ဒီအဆောင်လေးရပေါ့နော်သူ့ရဲ့ဒီအဆောင်လေးက45ဒီဂရီဆောင်းရမယ်ပေါ့နော်အဲ့ဒါလေးကိုတီးမယ်ပေါ့အဲ့ဆိုတော့လေပင်45ဒီဂရီဆောင်းလို့လေပင်ကအရှိကိုနည်းနည်းတိုးဆွဲလိုက်ရမယ်ပေါ့နော်ဒီမှာကြည့်သူ့လိုမျိုးလေပင်ကိုဒီကနေဆွဲမှာပဲနဲ့အရှိကိုနည်းနည်းတိုးဆွဲလိုက်ရမယ်ပေါ့ပြီးတော့မှဒီကနေလာဒီထီးက9ရှိရဆိုရင်ဒီကနေဒီထီးက30ရှိရဲပေါ့နော်ဒီနေရာမှာအတိကမရမှာကဒီအနံက8သူ့ရဲ့အမြင့်က30ပြီးတော့သူ့ဒီရင်ညွန့်ရိုးက9ပြက်ခါသူ့ရဲ့လေပင်ကကြတော့ဒီအနံရဲ့တဝက်လောက်ရှိတယ်နောက်တနည်းနဲ့မဲ့ဆိုရင်4ပုံ2ပုံလောက်ရှိတယ်ပြီးဆိုရင်သူ့ရဲ့ဒီအဆောင်လေးက45ဒီဂရီရှိရကျမလေပင်ကိုဆွဲတဲ့အခါမှာသူ့အရှိနေနဲ့တိုးဆွဲမယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့သူ့ရဲ့ဒီ
ဒီအဝိုက်ပေါ့နော်ဒီ3ဆိုတာကဘာပြောလဲတိတ်နာမလဲအဲ့ဒါခဏချန်ခဲ့မယ်အဲ့ဒါပြရပြီဆိုရင်ဆရာမတို့ကဘာဆက်လေးလာရမလဲဆိုတော့ဒီမှာကြည့်ဒီလိုမျိုး perspective သဘောတရားပေါ့နော်အဲ့ဒါကိုရင်အုပ်ကိုရှုထောင့်အမျိုးမျိုးကနေကြည့်ရပေါ့နော်ဒါကကျတော့ one point perspective ပေါ့နော်ဒီလိုမျိုးအရှိတက်တက်ကနေကြည့်တယ်ဆိုရင်ဒီလိုမျိုးအရှိတက်တက်ကိုမှမော့ကြည့်ရဆိုရင်ဒီလိုမျိုးအရှိတက်တက်ကိုမှငုံကြည့်တယ်ဆိုရင်ဒီလိုမျိုးအရှိတက်တက်ကိုဘယ်ကနေကြည့်ဒီလိုညာကနေကြည့်ရင်ဒီလိုဘယ်ဖက်အပေါ်ကဒီလိုညာဖက်အပေါ်ကဒီလိုဘယ်ဖက်အောက်ကဒီလိုညာဖက်အောက်ကဒီလိုပေါ့နော်အဲ့လိုမျိုးလေးတွေဆွဲတောင်းလို့ဆိုပြီးတော့ဆရာမတို့က1 point perspective 2 point perspective 3 point perspective ညီဝဲမြင်သဘောတရားအရင်ဆုံးလေ့လာရမယ်ပေါ့နော်ပြောခါကျတော့ဒီပုံဆိုရင်သူကခုနကတော့ဟာကိုအသေးစိတ်ဆွဲပြထားတာပေါ့နော်